လောကမှာကြွယ်ဝချမ်းသာကြတဲ့ပုဂ္ဂိုလ်တွေဟာအကြောင်းမဲ့ကြွယ်ဝချမ်းသာတာမဟုတ်ဘူးဒါနတမ္မူတာလိဘောဂာလိလို့မြတ်စွာဘုရားကဟောတယ်ဘောဂလို့ဆိုရယ်လူတွေရရှိထားတဲ့အသုံးဆောင်ပစ္စည်းလူတွေသုံးခွင့်ရနေကြတဲ့ပစ္စည်းဟာဒါနတမ္မူတာလိဆွန်လွတ်ခဲ့တယ်ပေးကမ်းခဲ့တယ်ဆိုတဲ့ဒါနစေရနာကိုအခြေခံပြီးဒါနကောင်းမှုကိုအခြေခံပြီးရလာတာလေတဲ့အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့ဒါနကောင်းမှုကြောင့်သာလေကောင်းကျိုးချမ်းသာဆိုတာရလာကြတာဖြစ်တယ်လူတွေသုံးဆောင်တဲ့သုံးဆောင်တွေအဲ့ဒီလိုကြောင့်သာဖြစ်လာတာဖြစ်တယ်မြတ်စွာဘုရားဒီလိုဟောတာအေးတချို့လူတွေကစောရကတက်ကောင်းတက်လိုက်မယ်မဟုတ်ဘူးအမေကပေးတာသို့မဟုတ်ကိုယ့်အကိုကြိုးစားပြီးတော့ရှာလို့ရတာလို့ပြောကောင်းပြောလိုက်မယ်ရှာတိုင်းရမလားမိဘကပေးတိုင်းရောရသလားမေးကြရှိတာမိဘကပေးလို့ရတယ်ဆိုတဲ့အနေထားတစ်ခုကကိုယ်ကိုယ်တိုင်နဲ့သက်ဆိုင်လို့သာပေးလို့ရတာမသက်ဆိုင်ပေးလို့မရဘူးမိဘကသားသမီးဘလောက်ပဲချစ်ချစ်ပစ္စည်းဥစ္စာအမွေအနှစ်တွေဘလောက်ပဲပေးခြင်းသားသမီးကကံမပါလို့ရှင်မိဘရဲ့အမွေလုံးဝမခံရဘူးဆိုတာအတ္တမထင်ရှားကြည့်လေတာရကလေးတစ်ခုကြည့်လိုက်အားလုံးကြားဖို့ရလိမ့်မယ်ဇောတိကတို့စတိလတို့ဆိုတာအိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကမြတ်စွာဘုရားလက်ထက်မှာတထေးတွေလေတာမန်တထေးတွေမဟုတ်ဘူးအယောင်းဝယ်ရလဲအမတန်မှကောင်းတယ်စတိလတို့ဆိုတာရောင်းဝယ်လွန်တတ်တဲ့ပုဂ္ဂိုလ်တစ်နှစ်လောက်ရောင်းရမယ်ကုန်ကိုတစ်နေ့တည်းကုန်အောင်ရောင်းနိုင်တယ်စွမ်းရည်တတ်တည်ရှိတယ်ဆိုတာနဲတာမှမဟုတ်တာလေဆိုင်ပေါ်တင်ထားတဲ့ပစ္စည်းဟာတစ်နှစ်လောက်ရောင်းရမယ့်ပစ္စည်းကိုတစ်နေ့တည်းနဲ့ကုန်အောင်ရောင်းလို့ရအဲ့လောက်ထိအောင်ကြိုးပေးတဲ့ပုဂ္ဂိုလ်ရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်အပြည့်ရောက်လာလို့အိမ်ဆောက်ဖို့မြေရှာတဲ့အခါမှာသူ့အိမ်ထဲမှာရွှေသားပကတိသို့မဟုတ်ရွှေတွေအများကြီးပါတဲ့ရွှေတောင်ဒီကြီးထဲမှာရှိနေတဲ့ရွှေကြောကြီးတွေ့တယ်လို့ပြောခြင်းပြောပါလိမ့်ခဏခေတ်လို့သူ့အိမ်ထဲမှာရွှေကြောကြီးတွေ့တယ်အဲ့ဒါလောက်ထိအောင်ချမ်းသာတဲ့ပုဂ္ဂိုလ်အဲ့ဒါလိုချမ်းသာတော့ဒါနကောင်းမှုလုပ်ခဲ့သည့်အတွက်ကြောင့်သူပိုင်ဆိုင်တဲ့ရွှေကြောကြီးအိမ်ခြံထဲမှာပဲရှိနေတယ်သူ့မှာသား၃ယောက်ထွန်းကားတယ်အသက်အရွယ်ကြီးတဲ့အခါကျတော့အဲ့ဒီရွှေကြောကြီးကသုံးလို့မကုန်ဘူးသားတွေကိုအမွေခွဲပေးခြင်းနဲ့သူကသာသနာပေါ်ဝင်ပြီးတော့ယဟန်ပြုခြင်းနဲ့သား၃ယောက်ကိုအမွေပေးခြင်းဟောအမွေပေးခြင်းလို့စိန်သွားတတ်ထားတဲ့ပေါက်ပြားတစ်လက်ရှူလာပြီးသား၃ယောက်အကြီးဆုံးသားကိုငါသားဟောဒီရွှေကြောကိုမင်းပေါက်ရွှေတောင်ကြီးကိုပေါက်လိုက်ဆိုတော့သားအကြီးလို့တဲ့ပုဂ္ဂိုလ်ရွှေရကျင်တဲ့စိတ်နဲ့လောဘကြီးကြီးပဲအားရှိရှိပေါက်ကြောက်တုံးကြီးပေါက်ရတယ်လို့ပဲရွှေကတစားမှပါမလားဒါနဲ့ငါသားအလတ်လာခဲ့ရောက်ဟောတာနဲ့ပေါက်စမ်းဆိုပေါက်လိုက်တော့လေထို့တူပဲကြောက်တုံးကြီးပေါက်ရတယ်လို့ဘာမှရွှေပါမလားအဲ့ဒီကြတော့နောက်ဆုံးသားငယ်လေးကိုငါသားမင်းလည်းဒီနေရာကိုပေါက်စမ်းလို့ခိုင်းလိုက်တဲ့အခါသားငယ်လေးပေါက်တဲ့အခါမှာရွှွန်တုံးကြီးပေါက်ရတယ်လို့ပဲရှော့ဆိုပြီးတော့ရွှေတုံးကြီးပါလာကဲအဲ့ဒီအချိန်မှာသူကငါသားတို့မင်းတို့ချီဟောဒီရွှေကြောကြီးဒီရွှေတောင်ကြီးဟာငါနဲ့ငါသားငယ်အတွက်ဖြစ်လာတာမင်းတို့နဲ့မဆိုင်ဘူးအဲ့တော့သူပေးသမျှနဲ့ခြေနှက်ပြီးနေကြမင်းတို့အတွက်မပါဘူးလို့ဟောသူပေးချင်တာတော့သားတွေအကုန်လုံးအမွေပေးချင်တယ်ဒါပေမဲ့လို့ကံမပါတော့သားကြီးနဲ့သားလက်ကမရလိုက်ဘူးတဲ့ဘာလို့မရသလဲလို့ဆိုတော့
သူ့အတိတ်အကြောင်းကိုကြည့်တဲ့အခါကသဗ္ဗဘုရားစေတီနဲ့ပတ်သက်ပြီးတော့သူဟာရွှေအိုးကြီးတို့ရွှေပန်းကန်ကြီးတို့လှုပ်ပြီးဘုရားကိုပူဇော်တယ်အဲ့ဒါလို့ပူဇော်တဲ့အခါမှာပူဇော်ဖို့စီမံနေတဲ့အချိန်အဲ့ဒီတုန်းကလည်းဒီသား၃ယောက်ပဲအကြီးဆုံးသားကိုခေါ်တယ်အဖေနဲ့ဝိုင်းလုပ်ပါလို့ဆိုမလုပ်ဘူးဘုလို့သားလက်ကိုခေါ်တယ်အဖေနဲ့တူဝိုင်းလုပ်ပါမလုပ်ဘူးရွှေပြိန်တဲ့ရှားပြီးပေါ့သားငယ်လေးကိုခေါ်တဲ့အခါအတက်တရောအဖေလှုပ်ဆိုလောရမှာပေါ့ဆိုပြီးဝိုင်းလုပ်တယ်အဲ့ဒါလို့ရွှေပန်းအိုးကြီးနဲ့ရွှေပန်းကန်ထုတ်လုပ်ပြီးတော့ပြုလုပ်ပြီးတော့ကသဗ္ဗဘုရားဇေဒီကိုလှူဒန်းတဲ့အခါသူကိုယ်တိုင်လှုပ်တယ်သူသားငယ်လေးကပါဝင်လှုပ်ပြီးတယ်သားကြီး2ယောက်သားကြီးနဲ့သားလက်ကမလှုပ်ဘူးမလှုပ်သည့်အတွက်ကြောင့်အဲ့ဒီကောင်းမှုကြောင့်ရတဲ့ရွှေတောင်ရွှေကြောသူတို့မရဘူးဒီလိုဆိုလို့တယ်နော်အဲ့ဒါကြောင့်မို့လို့အမွေပေးချင်တယ်ရလားဆိုမရဘူးတဲ့အဲ့ဒါကိုဆိုလိုတာဒါနတမ္မုဒာနိဘောဂာနိလူတွေရတဲ့စည်းစိမ်ဥစ္စာတွေဆိုတာများဖြင့်ဒါနကောင်းမှုကြောင့်ရတာတဲ့ဒါနကောင်းမှုကိုအခြေခံပြီးတော့ရဒါကြောင့်မို့ဒါနကောင်းမှုဆိုတဲ့အခြေအနေကောင်းတွေကိုပြုလုပ်ခြင်းဟာရောက်ရှိလာတဲ့ဘဝမှာစည်းစိမ်ဥစ္စာတွေကိုရရှိခြင်းအကြောင်းတရားဖြစ်တယ်လို့ဒီလိုဟော